သာသနာတော်နှစ်2553ခုနှစ်ကောဇာတက္ကရာ1381ခုနှစ်နတော်လပြည့်နေ့ရန်ကုန်တိုင်းလမ်းမတော်မြို့နယ်ကိုင်းတန်းလမ်းဗုဒ္ဓဝါလုကစေတီတော်အားဥထိပ်ပန်းဆင်လျက်ဒုတိယအကြိမ်မြောက်ကိုင်းတန်းလမ်းမိသားစုတန်ခါဒါနဆောင်းလောင်းအဖွဲ့၏အနိုင်မဲ့အလှဓမ္မပူဇာအထူးတရားပွဲ၌ဟောကြားအပ်သောစိတ်ဤထွက်ပေါက်များတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားဤမဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရစုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိတုက္ကရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကသတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဘုရားသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေတွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသိချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရဏိဩဇာတဲ့ခြေလက်အင်္ဂါမေတ္တာကြီးမှသမိသာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျတိထဝေ90အစုအလုံးခဲရင်သောအမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်ဖြစ်ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများယဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုဏ်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဘုရားအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်ထွက်ပေါက်များထွက်ပေါက်ဆိုတာကိုပါဠိဘာသာနဲ့ဘုရားမြတ်စွာကနိတ္တရဏဆိုတဲ့စကားလုံးကိုအသုံးပြုတာနိတ္တရဏဆိုတာထွက်ပေါက်ပဲတစုံတစ်ခုအခိုက်အခဲအကြက်တဲတွေနဲ့ကြုံတွေ့နေတဲ့အခါလူတွေကထွက်ပေါက်ရှာလေးရှိကြတယ်ပေါ့လောင်ပိတ်မိနေပြီဆိုလို့ရှိရင်ပုပ်ဆိုးလာပြီးတော့ပေါက်ကွဲသွားတဲ့လေတောင်မှပဲလောင်ပိတ်ထားမယ်ဆိုလို့ရှိရင်ပေါက်ကွဲသွားနိုင်လူတွေရဲ့စိတ်ဟာလည်းပဲထို့တူပဲထက်ပေါက်မပေးပဲနဲ့စိတ်ရဖြစ်စည်းမှုတွေချုပ်တီးထားမယ်ဆိုလို့ရှိရင်ပေါက်ကွဲသွားနိုင်ဒါကြောင့်မို့လို့နှလုံးကွဲတာတို့ရပြောနေဆိုရင်အသေးကွဲတာတို့ဘာလို့ဖြစ်တာပေါ့
မှန်ကန်တဲ့ထွက်ပေါက်တစ်ခုရဖို့အမတန်မှအရေးကြီးတယ်ထွက်ပေါက်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကစိတ်ရဲ့ထွက်ပေါက်များဆိုတာအမတန်မှမှတ်သားစရာကောင်းလက်တွေ့လဲကြဘုန်းကြီးတို့ရဲ့နေ့စဉ်ဘဝမှာစိတ်နဲ့ပတ်သက်ပြီးတော့အကြအတဲတစ်စုံတရာတွေ့လာမယ်ဆိုလို့ရှိရင်ဟောဒီထွက်ပေါက်များကိုအသုံးချပြီးတော့ဖြစ်ပြောင်းလို့ရနိုင်တယ်နောက်ဆုံးမှာစိတ်ဟာလုံးဝလွတ်မြောက်သွားတဲ့အခြေအနေတစ်ခုရောက်ရှိသွားတယ်လုံးဝလွတ်မြောက်သွားတဲ့အခြေအနေရောက်တဲ့စိတ်ဓာတ်ကလေးဟာဘယ်ခါကာလမှပြန်လည်ပြီးတော့ညှဉ်းနှွမ်းလာတဲ့ဆိုတာမရှိဘူးဘယ်ခါကာလမှပြန်လည်ပြီးတော့လှုပ်ရှားလာတာဖိစီးလာတာမရှိတော့ဘူးစိတ်ရဲ့လှုပ်ရှားမှုများကို emotion လို့ခေါ်တယ်စိတ်ရဲ့ဖိစီးမှုတွေကို stress ဒီကနေ့ခေတ်မှာလူတွေဟာကြီးပွားတိုးတက်အောင်ကြိုးစားအားထုတ်ကြတယ်စီးပွားရေးဘက်ကတိုးတက်လာအောင်နိုင်ငံတကာအဆင့်မီအောင်ဟိုလူဒီလူရဲ့အဆင့်တွေမီအောင်လို့ဆိုပြီးတော့ကြိုးစားအားထုတ်လာကြတဲ့အခါလူဘဝလူလောကအသုံးဆောင်တွေဘက်ကလူတွေချမ်းသာလွယ်ကူမှုအတွက်အသုံးပြုစရာတွေဘက်ကအမတန်မှတိုးတက်ကောင်းမွန်လာတယ်ပေါ့အမတန်မှတိုးတက်ကောင်းမွန်လာဟိုနိုင်ငံဒီနိုင်ငံခရီးသွားဖို့ဆိုလဲတက်တောင်တက်တာအချိန်တိုနဲ့ရောက်သွားနိုင်တယ်ကိုယ်နိုင်ငံအတွင်းမှာလည်းတနေရာသွားမယ်ဆိုလို့ရှိရင်တက်သားအချိန်တိုလေးအတွင်းမှာရောက်ရှိသွားနိုင်ဒီလိုစီးပွားရေးဘက်ကလူတွေရဲ့အသုံးဆောင်ဘက်ကတိုးတက်လာပေမဲ့လို့စိတ်ရဲ့ဖိစီးမှုတွေကများလာတယ်ဒီလောက်လွယ်ကူပြီးတော့တိုးတက်နေတဲ့ခေတ်ကြီးထဲမှာစိတ်ချမ်းသာမှုတွေပိုတိုးလာသလားလို့ဆိုရင်စိတ်ချမ်းသာမှုကပိုမတိုးစိတ်ရဲ့ဖိစီးမှုဓာတ်တွေကပိုတိုးလာတယ်အဲ့ဒါဘာကြောင့်လဲလို့ဆိုတာအလေးနဲ့ထားပြီးတော့လေ့လာပြီးတော့ကြည့်တဲ့ဘုရားမြတ်စွာကနိလန်းနေပေးထားတယ်လူတွေရဲ့လိုဘဘယ်တော့မှပြည့်တယ်လို့မရှိဘူးပြည့်တယ်မရှိသည့်အတွက်ကြောင့်မပြည့်နိုင်တာကြီးကိုဖြည့်နေမယ်ဆိုလို့ရှိရင်မဆုံးနိုင်တဲ့ခရီးလမ်းကြီးကိုရှောက်နေတာဖြစ်လို့လူတွေရဲ့စိတ်ဓာတ်ဟာလူမြဲလုံးနေမှာပဲအတ္တိတောလောကောတဲ့ဘုရားမြတ်စွာလောကသားတွေဟာဘယ်တော့မှတင်းတိမ်သွားတာမရှိဘူးတဲ့ဘလောက်ပဲဖြည့်ဆည်းပေးမတင်းတိမ်ဘူးကောင်းတဲ့ကောင်းအောင်တိုးတက်တဲ့တိုးတက်အောင်ဒီလိုပဲကြိုးစားနေမှာလောက်ပဲကြိုးစားထိုကဲ့သို့ကြိုးစားလာသည်နှင့်အမျှလူအသုံးဆောင်တွေဘက်ကတိုးတက်လာသည်နဲ့မျှလူတွေရဲ့စိတ်ထဲမှာလည်းပဲစိတ်ဖိစီးမှုဆိုတဲ့ဒဏ်ရာဒဏ်ချက်တွေကလည်းပဲတိုးလာတယ်တကဘာလုံးနဲ့ခြုံကြည့်မယ်ဆိုရင်ဒီတိုင်းပဲမြင်ရမယ်ကံကောင်းထောက်မှလို့ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေကိုနာယူခွင့်ရကြတယ်တရားကိုနှလုံးသွင်းခွင့်ရကြတယ်လက်တွေ့ကျင့်သုံးခွင့်ရကြတဲ့ပုဂ္ဂိုလ်တွေမှာထိုစိတ်ဖိစီးမှုဓာတ်တွေကိုအတော်အသင့်လျှော့ချနိုင်ကြလျှော့ချထားတဲ့ဟာလည်းပဲအမတန်မှမှန်ကန်တဲ့နည်းနဲ့လျှော့ချဒီကနေ့ခေတ်မှာ
စီးပွားရေးဘက်ကတိုးတက်တယ်လို့ဆိုတဲ့နိုင်ငံအချို့မှာဘာတွေလဲတိုးတက်နေသလဲလို့ဆိုလို့ရှိရင် stress လို့ခေါ်တဲ့စိတ်ဖိစီးမှုတွေလည်းတိုးတက်နေတယ်။ဒါကြောင့်မို့ stress ဆိုတဲ့စိတ်ဖိစီးမှုတွေတိုးတက်လာသည့်အတွက်ကြောင့်ထွက်ပေါက်ရှာတဲ့အနေနဲ့နိလန်းတွေအသုံးချကြတယ်။ဘုရားမြတ်စွာဟောကြားတဲ့နိလန်းကိုမတွေးရှိသဖြင့်နိလန်းဖြစ်လို့ဖြစ်냐တက်တာလို့တက်တာ냐ဆိုပြီးတော့လောကပညာရှင်တွေက stress ကိုလျှော့ချဖို့ရဤမျိုးမျိုးနဲ့ကြိုးပမ်းလာကြတယ် psychotherapy တို့psychiatrist တို့ psychotherapist တို့စိတ်ဖိစီးမှုတွေကိုဤမျိုးမျိုးနဲ့ဖြေဖျောက်ဖို့ကြိုးစားလာကြတယ်မြန်မာနိုင်ငံမှာတဲ့အနောက်နိုင်ငံတွေဥရောပနိုင်ငံတွေမှာ psychotherapist ဆိုအလုပ်နဲ့စိတ်ဖိစီးမှုကိုလျှော့ချဖို့ကြိုးပမ်းတာပိုများလာမြန်မာနိုင်ငံမှာကတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်တွေကိုဖြန့်ဖြူးပြီးတော့နေကြလို့ထိုကမ္မထာရိပ်တာတွေသွားပြီးတော့စိတ်ငြိမ်းချမ်းမှုကိုယူကြတယ်ဘုရားမြတ်စွာပေးထားတဲ့မှန်ကန်တဲ့အတွေးလေးတွေကစိတ်ဖိစီးမှုကိုကြော့ကျသွားစေတယ်ကြည်လေဗမာလူမျိုးတွေဟာစိတ်ဖိစီးမှုကိုဘယ်လိုလျှော့ချကြသလဲလူတိုင်းလောက်နီးစဉ်းစားကြတယ်သဗ္ဗိသင်္ခါရအနိစ္စသင်္ခါရတရားဆိုတာမြဲတာမှမဟုတ်ပဲလူဆန္ဒဆိုတာဘယ်ပြည့်နိုင်ပါမလဲဟောဒီအတွေးလေးတွေကဘုရားမြတ်စွာသင်ထားလို့မိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာဟိုပကန်းခေတ်ကစပြီးတော့မြန်မာနိုင်ငံကိုရောက်ရှိပြီးတော့ထွန်းကားခဲ့တဲ့မြန်မာလူမျိုးတွေရဲ့သွေးသားထဲမှာစိတ်ဝင်လာတဲ့ဘုရားရဲ့အဆုံးအမတွေပဲအဲ့ဒီဘုရားရဲ့အဆုံးအမတွေကိုမိဘဆွေမျိုးတွေရဲ့အစဉ်ဆက်ကနေပြီးတော့ဇာဘူးနာဝရှိလာကြတယ်သင်္ခါရဆိုတာမမြဲဘူးဘယ်ရာပဲဖြစ်ဖြစ်ကိုယ်ဆန္ဒအတိုင်းမဖြစ်ဘူးဒါတွေကအနတ္တသဘောတရားတွေပဲဆိုတဲ့အတွေးလေးတွေနဲ့စိတ်ဖြစ်စီမှုတွေကိုလျှော့ချတဲ့နည်းလေးတွေရနေကြတယ်အဲ့ဒီလိုစိတ်ဖြစ်စီမှုတွေကိုလျှော့ချရနေသည့်အတွက်ကြောင့်အထိုက်လျောက်စိတ်ရဲ့ထွက်ပေါက်တွေဆိုတာမြန်မာလူမျိုးတွေကတွေးရှိနေကြတယ်ဒါအမတန်ကောင်းတဲ့အခွင့်ကောင်းကြီးတစ်ခုလို့လူတိုင်းကအသိမှတ်ပြုခြင်းမှပြုမှာတချို့နိုင်ငံသားတွေကမြန်မာပြည်လာတယ်လာရင်ကနေအကဲခတ်နိုင်ငံခြားမှာနေစဉ်တုန်းကသို့မဟုတ်ရပ်ဝေးကနေပြီးတော့သူတို့မြန်မာလူမျိုးတွေအကြောင်းတစ်မျိုးမြင်ထားမြန်မာလူမျိုးတွေရဲ့အကြောင်းကိုအဝေးသတင်းအရာတစ်မျိုးမြင်ကြဒီရောက်လာတဲ့အခါမြန်မာလူမျိုးတွေဟာပြုံးရွှင်နဲ့ပျော်ရွှင်မျက်နှာချီလင်းနဲ့နေကြထိုင်ကြပေါ့ပါနေကြထိုင်ကြသွားကြလာကြစားကြတာမြင်တော့သူတို့စိတ်ထဲမှာမဝေခွဲနိုင်ဘူး။ဘာကြောင့်မြန်မာလူမျိုးတွေရဲ့မျက်နှာတွေဟာရှင်လန်းနေရတယ်လဲ။ဘာကြောင့်မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်တွေဟာကြည်လင်အေးမြနေရတယ်လဲဆိုတာအကြောင်းရင်းကိုမသိလို့ရှိရင်သူတို့ဖြေရှင်းနိုင်မှာမဟုတ်ဘူး။တကယ်ကတော့ဘုရားမြတ်စွာရဲ့တရားဓမ္မအရေးအောင်မြန်မာလူတွေမျိုးတွေဟာစိတ်ရဲ့ထွက်ပေါက်တွေကိုအထိုက်အလျောက်ရရှိနေကြလို့ပဲလို့ဆိုတာသေသေးချာချာစဉ်းစားကြည့်ရင်သိနိုင်ပါတယ်ဒါတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တက္ကသိုလ်ပညာရပ်တစ်ခုအနေနဲ့
ပြုလုပ်ပြီးတော့တောင်းပါပဲစိတ်ရဖြစ်စည်းမှုတန်တွေကိုရှော့ချမှုဆိုတာပညာရဲ့တစ်ခုအနေနဲ့သင်နေကြအဲ့ဒါကိုဘယ်လိုခေါ်တော့အင်္ဂလိပ်လိုတို့က MBSR လို့ခေါ်တယ်တကယ်လို့မှာ psychology နဲ့ပတ်သက်ပြီးတော့သင်ကြားတဲ့အထက်မှာအခုက modern education မှာဒါပါတကယ်လို့ပညာရတစ်ခုအနေနဲ့ပို့ချတယ်MBSR ဆိုတာ M ဆိုတာ mindfulness B ဆိုတာက based S ဆိုတာ stress R ဆိုတာ reduction mindfulness based stress reduction ဆိုတဲ့နည်းပညာတစ်ခုအခြေခံအပြင်ပြောမယ်ဆိုလို့ရှိရင်တတိတရားကိုအခြေခံပြီးတော့စိတ်ဖြစ်စည်းမှုကိုလျှော့ချခြင်းဆိုတဲ့အဓိပ္ပာယ်ဒါမြန်မာနိုင်ငံမှာတတိပဌာန်ကျင့်စဉ်ပဲဘုရားမြတ်စွာဟောထားတော်မူခဲ့တဲ့တတိပဌာန်ကျင့်စဉ် mindfulness based တတိတရားကိုအခြေခံပြီးတော့စိတ်ရဖြစ်စည်းမှုတွေကိုလျှော့ချထားတယ်ဒါကြောင့်မို့မြန်မာလူမျိုးတွေဟာစိတ်ဆင်းရဲမှုတန်ကိုကြားရှိမခံကြရဘူးထွက်ပေါက်ကလေးတွေရှိတယ်ပေါ့အေးမှန်ကန်တဲ့ထွက်ပေါက်ကလေးတွေမြတ်စွာဘုရားဟောထားတာရှိဆိုင်ရာထွက်ပေါက်ကလေးတွေရှိအမတန်ကြီးမားတဲ့အဆောက်အဦကြီးတစ်ခုလူတွေအများအပြားစုယုံရောက်ရှိနိုင်တဲ့အဆောက်အဦတစ်ခုစူပါမားကတ်ကြီးတို့လိုလေဆိပ်အဆောက်အဦကြီးတို့လိုဒီလိုကြီးမားတဲ့အဆောက်အဦကြီးတွေမှာ exit ဆိုတာလေးတွေရှိတယ်အေးလင်ညာနဲ့ခရီးသွားတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့ကြပါလိမ့်မယ်မတော်တဆအန္တရာယ်ကျုံလာလို့ရှိရင်ထွက်ပေါက်ဆိုတာ exit ဆိုတာလေးတွေပြတယ်စိတ်ဓာတ်ရေးရနဲ့ပတ်သက်လာလို့ရှိရင်လည်းပဲစိတ်ဆိုတာအာယုံရဲ့ဖြစ်စည်းမှုတွေပေါ်မှာဆင်ញင်သုံးသပ်မှုဖြေပြောင်းနိုင်မှုထွက်ပေါက်မရဘူးဆိုလို့ရှိရင်စိတ်ဖြစ်စည်းမှုတွေများလာတတ်တယ်အဲ့ဒါလိုများတဲ့အခါမှာမှန်ကန်တဲ့ထွက်ပေါက်ကလေးတွေရအောင်ရှိဖို့လိုအပ်တယ်အဲ့ဒါကြောင့်မလို့ဒီကနေ့စိတ်ရဲ့ထွက်ပေါက်များလို့ဆိုရတယ်စိတ်ဆိုတဲ့နေရာမှာစိတ်ရဲ့ထွက်ပေါက်ဟာဘယ်မှာရှာရမှာတော့စိတ်မှာပဲပြန်ရှာအစာအုပ်ကြီးတစ်ခုရောက်နေတဲ့ပုဂ္ဂိုလ်ထိုအစာအုပ်တွေကထွက်ချင်လို့ရှိရင် exit ဆိုတာကိုရှာရအဲ့ဒီထွက်ပေါက်ကနေထွက်ရအဲ့ဒါလိုပဲစိတ်ဖြစ်စည်းမှုကြောင့်စိတ်ထဲမှာအကျဉ်းချက်တွေဖြစ်ပေါ်နေတယ်ဖြစ်ပေါ်နေလို့ရှိရင်ဘယ်လိုလုပ်ပြီးဒီအကြက်အတဲကထွက်မလဲလို့ဆိုတာစိတ်ထဲမှာပဲပြန်ရှာပေါ့ဒါကြောင့်မလို့စိတ်ရဲ့ထွက်ပေါက်များဆိုတာဘုန်းကြီးတို့တွေလေ့ကျင့်ထားကြရမှာဖြစ်တယ်ပေါ့အဲ့ဒီလေ့ကျင့်ထားဖို့စိတ်ရဲ့ထွက်ပေါက်တွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကနိတ္တာရဏိယဆိုတဲ့သုတ်မှာ6မျိုးဟောထားတာရှိတယ်စိတ်ဖြစ်စည်းလာလို့ရှိရင်ထွက်ပေါက်ရဖို့မှန်ကန်တဲ့နည်းနဲ့ထွက်ပေါက်ရဖို့မြတ်စွာဘုရားကလမ်းညွှန်ပေးထားတယ်အဲ့ဒီလမ်းညွှန်ရဲ့အတိုင်းလိုက်နာကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုလို့ရှိရင်မြည်သူမှစိတ်ထဲမှာပောက်ကွဲမှုတန်တွေကိုခံရမှာမဟုတ်ပါဘူးဖြစ်လာလို့ရှိရင်လည်းထွက်ပေါက်ရသွားမှာပါအေးမြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုမနာရလို့ဒီနည်းစနစ်တွေကိုမသိတဲ့ပုဂ္ဂိုလ်တွေ
ဘုရားတရားတော်တွေကိုမျက်ကွယ်ပြုနေလို့ဒီနည်းစနစ်ကိုမသိတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ရထက်ပေါက်ဆိုပြီးတော့မိမိတို့တွေးမိရာရာကြံစီမိရာရာထက်ပေါက်မျိုးမျိုးကိုပြုလုပ်ကြတယ်ဆိုပါစို့လောကလူတွေမှာလူငယ်လူရွယ်အတိုင်းအမိုက်ဝိုင်းနေတယ်ရံခါစိတ်ညစ်เสียဆိုတာတွေ့လာရံခါစိတ်ညစ်เสียတွေ့လာတယ်ရံခါပျော်เสียတွေတွေ့လာတယ်ရံခါစိတ်ထဲမှာအလိုမကျတာတွေတွေ့လာတယ်ရံခါကြတော့မထိမ့်သိမ့်နိုင်တော့အောင်ဒေါသပေါက်ကွဲလာတာမျိုးတွေတွေ့တတ်တယ်အဲ့ဒီလိုစိတ်အချင်းအကျပ် emotion တွေများလာလို့ရှိရင်ထပ်ပေါက်ရှာမရတော့ဘာလို့ကြဒီကနေ့ခေတ်အချို့ပုဂ္ဂိုလ်တွေကစိတ်ကိုဖြစ်စည်းမှုတွေကိုထွက်ပေါက်ရှာတဲ့အနေနဲ့မူရစေဝါတွေအသုံးပြုကြတယ်အယက်သေးစာတွေတောက်စားကြတယ်အဲ့ဒီနည်းနဲ့ထွက်ပေါက်ရှာလိုက်ကြတယ်ဆိုလိုတာကပြဿနာစိတ်ထဲမှာဖြစ်လာရင်ထိုပြဿနာကိုမေ့ပစ်ဖို့ကြိုးစားမေ့ပစ်ဖို့ကြိုးစားတဲ့နေရာမှာအာယုတစ်ခုနဲ့လွှဲဖယ်ပြီးတော့အစားထိုးပြီးတော့တကယ်ဖြစ်စည်းနေတာကိုဖယ်ရှားပစ်ဖို့မကြိုးစားပဲနဲ့စိတ်ကိုခိတ္တခဏမေ့သွားအောင်တခြားနည်းလမ်းတွေနဲ့ထွက်ပေါက်ရှာရအဲ့ဒီထွက်ပေါက်ဟာတကယ်အစစ်အမှန်ထွက်ပေါက်မဟုတ်သည့်အတွက်ကြောင့်ဒီထဲမှာပဲပြန်ဝဲလဲလာတကယ်ငြိမ်းချမ်းတဲ့အပြင်ကိုမရောက်မသွားပဲနဲ့အတွင်းထဲမှာတဝဲလဲလဲနဲ့ထွက်ပေါက်ရှာရင်နဲ့ဒုက္ခရောက်သွားကြအကျဉ်းချက်တွေပိုများလာယတနာတစ်ခုကနေနှစ်ခုဖြစ်လာတယ်နှစ်ခုကနေသုံးခုဖြစ်လာတယ်ဒီကနေ့ထပ်ပေါက်ကိုမှန်မှန်ကန်ကန်ထပ်ပေါက်ကိုမရှာနိုင်ဘူးဆိုလို့ရှိရင်ဒီလိုပဲပြဿနာတက်တာတချို့ကပြောကြတယ်မဟုတ်လားလူတယောက်ကွမ်းစားတတ်တဲ့အလေးချင်းလုံးလို့ကွမ်းဆွဲသွားတယ်ကွမ်းဆွဲသွားတာနဲ့ဘာနဲ့ဖြတ်ရမလဲလို့စဉ်းစားတာထပ်ပေါက်ရှာတာပဲဒါကွမ်းကမဖြတ်နိုင်ဘူးမဖြတ်နိုင်တဲ့အတွက်ကြောင့်ဘာနဲ့အစားထိုးလို့ဆိုဆေးလိမ့်နဲ့အစားထိုးကွမ်းစားတာပြတ်ချင်လို့ဆေးလိမ့်နဲ့အစားထိုးတဲ့အခါကျတော့ကွမ်းလည်းဖြတ်လို့မရဘူးနောက်ထပ်ဆေးလိမ့်ဆွဲတာတစ်ခုထပ်ပေါ်လာတယ်ကွမ်းရောဆေးလိမ့်ရောနှစ်ခုစလုံးဆွဲသွားအဲ့ဒါမျိုးလိုပဲစိတ်ရဲ့ထွက်ပေါက်ကိုအယက်သေးစာတို့မူရစေဝါတို့ဒါတွေနဲ့အစားထိုးပြီးတော့ထွက်ပေါက်ရှာမယ်ဆိုလို့ရှိရင်ပြဿနာတွေကပိုပြီးတော့ပဲတက်လာမယ်တဲ့ဒါကြောင့်မို့လို့အဲ့ဒီဖြေနီးကားတွေဟာမှန်ကန်တဲ့ဖြေနီးကားမဟုတ်ဘူးအဲ့ဒီထွက်ပေါက်ဟာမှန်ကန်တဲ့ထွက်ပေါက်မဟုတ်ဘူးတဲ့ရသော်ဘုရားဟောထားတဲ့ထွက်ပေါက်အလွန်သိမ်မွေ့ပြီးတော့အလွန်ထိရောက်တဲ့ထွက်ပေါက်ပဲအေးကောင်းပြီဘုန်းကြီးတို့တွေမှာရံပါရံခါစိတ်ထဲမှာအလိုမကျမှုဆိုတာဖြစ်တယ်ထို့အလိုမကျမှုကကြီးထွားလာလို့ရှင်ပေါက်ကွဲလာဒေါသပေါ့ဒေါသဖြစ်လာတယ်ဗျာပါဒလို့ခေါ်တဲ့စိတ်ဟာငြိမ်းချမ်းတဲ့စိတ်ကလေးပျက်စီးလာဒေါသဖြစ်လာပြီဆိုလို့ရှိရင်လူရဲ့မျက်နှာဟာလည်းကြည်လင်ခြင်းမရှိတော့ဘူးပြုံးချိုခြင်းမရှိတော့ဘူးမျက်နှာအနေထားပါပြောင်းလာအဲ့ဒါလို့စိတ်ရဲ့အလိုမကျတဲ့ဗျာပါဒတို့ဒေါသတို့ဖြစ်လာလို့ရှိရင်ထိုဒေါသကိုထွက်ပေါက်ရှာတာတချို့ကဘာတော့ကိုမကျေနပ်တဲ့ဟာ
တခြားနဲ့အစားထိုးသို့မဟုတ်မကျေနပ်တဲ့လူကိုတခုခုနဲ့အနိုင်ယူလိုက်တယ်အဲ့ဒီအနိုင်ယူလိုက်တာထွက်ပေါက်မဟုတ်ဘူးသို့သောလူတွေကအဲ့ဒါထွက်ပေါက်ထင်ပြီးတော့အဲ့ဒီကနေထွက်ကြတယ်ပြဿနာထပ်တက်လာတယ်ပေါ့မြတ်စွာဘုရားကစိတ်ထဲမှာအလိုမကျတဲ့ဗျာပါဒရဲ့ထွက်ပေါက်အစိတ်ကဘာလဲဆိုရင်မေတ္တာပါလို့မေတ္တာပွားရမယ်မေတ္တာပွားခြင်းဖြင့်ဗျာပါဒရဲ့ထွက်ပေါက်ကိုရရှိနိုင်တယ်ဒါမှန်ကန်တဲ့နည်းစနစ်ပဲလောကကြီးမှာမြတ်စွာဘုရားကဟောထားတယ်ယံကိုယံလင်းမတုံနှင်းနဲ့ယံကိုယံနဲ့တုံလို့ရှိရင်ဘယ်တော့မှမငြိမ့်ဘူးတဲ့ဥပမာပေးထားတယ်မစင်ညစ်ကြေးတွေပေးနေတဲ့နေရာကိုရေနဲ့သာဆေးလို့ရတယ်ထိုမစင်အညစ်ကြေးနဲ့ဆေးကြောလို့မရဘူးပုတ်ပြီးတော့သာညစ်သေးသွားမယ်ရေစင်ရေတန်းနဲ့ဆေးကြောမှသာလည်းပြောင်းနိုင်ထို့တူပဲဗျာပါဒလောက်ဆိုတဲ့အလိုမကျတဲ့စိတ်ထဲမှာတင်းကျပ်လာတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဒေါသဆိုတဲ့ emotion တစ်ခုဖြစ်ပြောက်ခြင်းတော့မေတ္တာဆိုတဲ့ထွက်ပေါက်ကသွားရမယ်တဲ့ဒါမေတ္တာစိတ်အလိုမကျနေတဲ့စိတ်ရဲ့မှန်ကန်တဲ့ထွက်ပေါက်တစ်ခုပါတဲ့ဒါကိုမြတ်စွာဘုရားကဟောတယ်ဘုရားမြတ်စွာဟောကြားတဲ့စကားလုံးတိုင်းပြောရလို့ရှိရင်နိတ္တရဏံဣတံဗျာပါဒတယတိထံမေတ္တာစေတောဝိမု ക്തി စိတ်ရဲ့လွတ်မြောက်မှုလို့ဆိုတဲ့မေတ္တာဟာဗျာပါဒလို့ဆိုတဲ့စိတ်အလိုမကျမှုရဲ့ထွက်ပေါက်ဖြစ်ပါတယ်ဘုန်းကြီးတို့တွေဒေါသဆိုတဲ့စိတ်ထဲမှာအလိုမကျမှုဒုတိယကိုမုန်းတိမှုဆိုတာတွေအဲ့ဒီမုန်းတိမှုအလိုမကျမှုဆိုတာကိုယ်တဏ္ဍာမှာဖြစ်နေလို့ရှိရင်စိတ်နှလုံးဟာပူလောင်နေတာအဲ့ဒီပူလောင်မှုတွေကိုမလိုချင်ဘူးထာဝရအေးချမ်းနေတာကိုလိုချင်တယ်ဆိုလို့ရှိရင်မေတ္တာနဲ့အစားထိုးလိုက်ပါတဲ့မေတ္တာဟာတကယ်ထွက်ပေါက်ပါမေတ္တာနဲ့အစားထိုးလိုက်လို့ရှိရင်ဗျာပါဒကလုံးဝနှလုံးသားထဲကနေယက်တည်နိုင်စွာမရှိတော့ဘူးတဲ့ဒါကြောင့်မို့ဒီနည်းစနစ်ဟာအမတန်မှလွန်ခဲ့တဲ့နှစ်ပေါင်း2500ကမြတ်စွာဘုရားကဟောထားခဲ့တဲ့လက်တွေ့ကျင့်သုံးရမယ့်နည်းစနစ်တစ်ခုဖြစ်ပါတယ်မေတ္တာဆိုတဲ့နေရာမှာမေတ္တာရဲ့စွမ်းရည်တတ္တိတွေဟာအစဉ်စဉ်ရှိတယ်ဆိုတာကိုသတိထားဖို့တော့လိုတယ်ပေါ့အရာထဲမှာပြောနေတဲ့တာမန်မေတ္တာတူမေတ္တာတူမှာဆိုတာအခြေခံမေတ္တာလေးအဆင့်နဲ့မကဘူးထိုအခြေခံမေတ္တာလည်းလိုအပ်ပါတယ်ထိုအခြေခံမေတ္တာတဲ့ပို့ပြီးတော့စွမ်းအားထက်တဲ့မေတ္တာဆိုတာလေ့ကျင့်ယူမှရတယ်ပေါ့မလေ့ကျင့်လို့ရှိရင်အာမကောင်းဒါရမှန်တယ်လူခန္ဓာကိုယ်တန်ဆွမ်းဖို့အတွက်ဘာလို့ physical exercise လုပ်ရလဲ physical exercise လုပ်ရတယ်အပြေးသမားတွေပြေးရတယ်ဘောလုံးသမားတွေလေ့ကျင့်ရတယ် physical exercise လုပ်ရဘယ်ဟာပဲဖြစ်ဖြစ်လေ့ကျင့်ခံယူရထို့တူပဲမေတ္တာတွေစွမ်းအားထက်လာလေ့ကျင့်ခံယူဖို့လိုတယ်မေတ္တာကိုပြိုးပြီးတဲ့အခါထိုမေတ္တာတွေဟာပို့ပြီးတော့ကိုယ်တဏ္ဍာမှာခိုင်မာတဲ့ခိုင်မာလာအောင်စွမ်းရည်တွေတက်လာအောင်လေ့ကျင့်ပြီးယူဖို့လိုတယ်ဒီနေရာမှာမေတ္တာနဲ့ပတ်သက်ပြီးတော့လေ့ကျင့်နည်းအကျဉ်းလေးကိုပြောရမယ်ဆိုလို့ရှိရင်ပထမလေ့လာရမှာကမေတ္တာဆိုတဲ့သဘောတရားကိုလေ့လာခြင်းပြီဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာမေတ္တာဆိုတာကိုတွေ့အောင်ရှာဖို့လိုတယ်အရက်ထဲမှာတော့တဏှာရာဂနဲ့ချစ်တဲ့အချစ်ကိုမေတ္တာလို့အရက်ထဲမှာခေါ်နေတယ်အဲ့ဒါနဲ့လုံးဝမတူဘူးအဲ့ဒါနဲ့ရောထွေးသွားတတ်တယ်ဆိုလိုတာက
raga ne metta raga ne metta ha sin ture duriyaw ko chit khin bi so lo shin favor pay chin la metta ga le tattwa ri paw ma favor pay de thabo shi de along paw ma achu lo la de thabo shi do thabo chin ga ni ne de ni ne di atwat jaw metta sit sit phit pho soda emetan ma khin yin twa metta koဘာကနေဝင်ပြီးတော့အယောင်ဆောင်တတ်တယ်လို့ဆိုရင်ရာဂကမေတ္တာအယောင်ဝင်ပြီးတော့ဆောင်တတ်တယ်လှိစားမှုလို့ခေါ်တယ်။အဲကြောင့်မို့နိတ္တိအထက်ကထာဆိုတဲ့ကျမ်းမှာလှည့်စားမှုတွေနဲ့ပတ်သက်ပြီးတော့ရေးထားတာရှိတယ်။အဲ့ဒါတွေကိုစုစည်းပြီးတော့မြန်မာနိုင်ငံမှာရွှေကျင်ကိုင်းကြီးကိုတည်ထောင်သွားတဲ့မင်းတို့မင်းလက်ထက်ကရွှေကျင်ဆရာတော်ကြီးဆိုတာမန္တလေးတောင်မြောက်ဘက်မှာရှိရွှေကျင်တိုက်တွေရှိတယ်အဲ့ဒီရွှေကျင်ဆရာတော်ကြီးရေးတဲ့စာအုပ်တော့ရှိတယ်ဝိသနာဓိပနိလှည့်စားမှုတွေထင်ရှားပြတဲ့ကျမ်းအဲ့ဒီဝိသနာဓိပနိဆိုတာလှည့်စားမှုတွေကိုသရုပ်ဖော်ထားတာအစဆုံးဘာနဲ့သရုပ်ဖော်ထားတော့ဆိုရင်ကြည့်ရာဂောမေတ္တာယဝိသေတိအဲ့ဒီစကားလုံးလေးပါရာဂောမေတ္တာယဝိသေတိတဏှာရာဂသည်မေတ္တာရောင်ဆောင်ပြီးတော့လှည့်စားသွားတတ်တယ်အဲ့ဒါကြောင့်မို့လို့တဏှာနဲ့မေတ္တာကွဲအောင်အရင်ကြည့်ဖို့လိုတယ်မေတ္တာဆိုတာသူ့အကျိုးကိုလိုလားတဲ့စိတ်ဓာတ်တဏှာဆိုတာကိုယ့်အကျိုးကိုဦးစားပေးတာမေတ္တာဆိုတာဆွန့်လွတ်နိုင်တယ်တွေ့တာမနေဘူးတဏှာကမဆွန့်လွတ်နိုင်ဘူးအမတမကွဲပြားခြားနားမှုတွေရှိတယ်တဏှာချင်းနဲ့မေတ္တာချင်းတဏှာချစ်ကပူလောင်တယ်မေတ္တာချစ်ကအေးမြမေတ္တာဆိုတာအတွေ့အတာကင်းတယ်ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်သဘောပဲမေတ္တာဆိုတာသူ့အတွက်တဏှာဆိုတာကိုယ့်အတွက်စဉ်းစားကြည့်လေလူတွေကဘသူကိုခင်ပါတယ်ချစ်ပါတယ်နဲ့ပြောနေကြတကယ်ချစ်တာဟုတ်ကလားလို့ဆိုတကယ်ဆန်းစစ်ကြည့်လိုက်တဲ့အခါကျတော့သူ့ကိုချစ်တာမဟုတ်ဘူးသူမြင်နေရလို့ရှိရင်ကိုယ်စိတ်ချမ်းသာအဲ့စိတ်ချမ်းသာမှုလေးကိုချစ်တာဒါကိုလူတွေမျက်စိလဲသွားတယ်ကြည့်လေစဉ်းစားကြည့်အမေကသားသမီးကိုချစ်တယ်အဖေကသားသမီးကိုချစ်တယ်ဒီလိုပြောကြကဲအမေချစ်တဲ့သားသမီးအဖေချစ်တဲ့သားသမီးကအမေစကားနားမထောင်ဘူးအဖေစကားနားမထောင်ဘူးဆိုလို့ရှိရင်နောက်ဆုံးကြတော့အမေအဖေကချစ်နိုင်မှာအောင်မလားအမေအဖေကိုအမေအဖေကဒီသားလေးဒီသမီးလေးကိုကြည့်ပြီးတော့သူ့ရဲ့စိတ်ကျေနပ်မှုကလေးရနေတာအဲ့ဒါကိုချစ်တာသူ့ရဲ့စိတ်ကျေနပ်မှုလေးကိုဖြက်လို့ဖြက်စီးလှုပ်လာပြီဆိုရင်သွားတော့သတင်းစာတွေကထည့်ပြီးတော့သားသမီးတွေအမွေပြတ်ကြော်ညာတာတွေမရှိဘူးလားရှိတယ်ဘာဖြစ်လို့အမွေပြတ်ကြော်ညာရတာလဲလို့ဆိုရင်သူ့ရဲ့ပီတိသောမနတဆိုတဲ့ခံစားချက်လေးကိုဖြည့်ဆည်းပြလို့တဲ့အဓိပ္ပာယ်ကဒါပဲဒီသားဒီသမီးကိုအာယုံပြုတ်ပြီးတော့ပီတိသောမနတလေးသူမရတော့မရသည့်အတွက်ကြောင့်မင်းမနေနဲ့တော့ပဲဒါပဲအဲ့တော့တဏှာချင်းနဲ့မေတ္တာချစ်ကအလွန်ကွာတယ်မေတ္တာချစ်ဆိုတာဒါမျိုးမဟုတ်ဘူးကျိုးစီးပွားကိုလိုလားတယ်ကောင်းစားစေခြင်းနဲ့ကြီးပွားစေခြင်းနဲ့သို့တော့တွေ့တာမနေဘူးကိုယ့်အတွက်မစင်စားဘူးသူ့အတွက်တစ်ဖက်သက်စဉ်းစားတယ်ဟောမေတ္တာဒီရဲ့ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်ကိုခေါ်တာပါဒီစကားလုံးလေးဖြစ်လာတာကိုအကြည့်မိတ္တတဧတာမေတ္တာမိတ္တတမိတ်ဆွေတငယ်ချင်းရဲ့ဧတာဥစ္စာဖြစ်တဲ့စိတ်သဘောထားပဲမေတ္တာ
မိတ်ဆွေတငယ်ချင်းရဲ့စိတ်သဘောထားစိတ်နေစိတ်ထားအဲ့ဒါဟာမေတ္တာအေးစဉ်းစားကြည့်လို့ရှိရင်လူတိုင်းမှာမိတ်ဆွေသင်္ကားတွေရှိကြတယ်အပေါင်းအသင်းတငယ်ချင်းတွေရှိကြတယ်တငယ်ချင်းနဲ့စကားပြောရင်ပျော်တယ်တငယ်ချင်းနဲ့တွေ့ရရင်ပျော်တယ်တငယ်ချင်းနဲ့နေခြင်းနဲ့တငယ်ချင်းရဲ့အကျိုးစီးပွားကိုလိုလားတယ်ဟောအဲ့ဒီစိတ်ဓာတ်မျိုးလေးတွေဟာမေတ္တာလို့ခေါ်တာပဲအဲ့ဒီမေတ္တာသည်ခုနကတဏှာရာဂဆိုတဲ့အချက်နဲ့မတူဘူးတဲ့ကောင်းပြီမေတ္တာဆိုတဲ့သဘောတရားဟာအာရောဒအမုန်းကင်းစင်တဲ့သဘောတရားကောင်းကျိုးချမ်းသာကိုလိုလားတဲ့ကြီးပွားစေခြင်းတဲ့သဘောတရားလေးပဲအဲ့ဒီသဘောတရားလေးဟာမိမိရဲ့တဏ္ဍာမှာပင်ကိုယ်ကရှိနေပေမဲ့လို့လေ့ကျင့်ပေးမှအစွမ်းထက်မယ်မလေ့ကျင့်ရင်အစွမ်းမထက်ဘူးအဲ့တော့မေတ္တာဆိုတဲ့သဘောတရားကိုဘာနဲ့လေ့ကျင့်ရအာယုန်နဲ့ပဲလေ့ကျင့်စိတ်တစ်ခုကိုထက်မြက်လာအောင်လေ့ကျင့်ခြင်းအာယုန်နဲ့လေ့ကျင့်ဓာတ်ထက်အောင်ဘာနဲ့လုပ်ရကြောက်နဲ့သွေးရတယ်ကြောက်ပေါ်တင်ပြီးတော့သွေးမှဓာတ်ထက်တယ်ထို့တူပဲဒီမေတ္တာစိတ်ဓာတ်လေးဟာခိုင်မာကြီးထွားလာအောင်ဘာနဲ့လုပ်ရအာယုန်နဲ့လုပ်ပေးရမယ်အာယုန်ပေါ်တင်ပြီးတော့လေ့ကျင့်ရမေတ္တာလေ့ကျင့်ခန်းကိုဘုန်းကြီးတို့ဝိသုဒ္ဓိမေကျမ်းကြီးမှာရှင်းရှင်းလင်းလင်းရေးထားတာရှိတယ်မေတ္တာကိုလေ့ကျင့်ခန်းလုပ်တဲ့အနည်းတစ်ခုတာမန်ကုသိုလ်ရာယုံပို့တဲ့မေတ္တာမျိုးမဟုတ်ဘူးတာမန်ကုသိုလ်ရာယုံပို့တဲ့မေတ္တာကတော့သဗ္ဗိတ္တအဝိရာဟွန်တုနဲ့ဆိုတာပေါ့ဘုရားရှိခိုးရင်လည်းမေတ္တာပို့တာပဲလေတတ္တဝါတွေချမ်းသာကြပါစေအဲ့ဒီဟာမျိုးကိုပြောတာမဟုတ်ဘူးမေတ္တာလေ့ကျင့်ခန်းဝင်ပြီဆိုတာ meditation အလုပ်ကိုလုပ်အောင်မှာပြောတာ meditation ပုံစံနဲ့မေတ္တာကိုအာယုန်နဲ့လေ့ကျင့်အာယုန်ဆိုတာဘာလဲတတ္တဝါမိတ်ဆွေတငယ်ချင်းတက်ရှိတတ္တဝါနဲ့လေ့ကျင့်ရမယ်သေသွားတဲ့လူနဲ့မလေ့ကျင့်လို့မရဘူးဒီဘဝမှာလက်ရှိနေတဲ့ပုဂ္ဂိုလ်နဲ့လေ့ကျင့်ရမယ်ကောင်းပြီလေ့ကျင့်မယ်ဆိုလို့ရှိရင်ပုဂ္ဂိုလ်ရွေးချယ်ရလိမ့်မယ်နံပါတ်1အသက်ရှင်ဆဲပုဂ္ဂိုလ်သေတဲ့ပုဂ္ဂိုလ်နှစ်ဦးရှိတဲ့ထဲမှာသေတဲ့ပုဂ္ဂိုလ်မရွေးနဲ့ဘယ်တော့မှမအောင်ဘူးသေသွားပြီးတဲ့ပုဂ္ဂိုလ်ပေါ်မှာမေတ္တာမပို့နဲ့မေတ္တာလေ့ကျင့်ပြီးတော့တို့ယူခြင်းတယ်ဆိုလို့ရှိရင်သေတဲ့ပုဂ္ဂိုလ်ဖယ်ထားလိုက်လက်ရှိအသက်ထင်ရှားရှိတဲ့ပုဂ္ဂိုလ်ကိုရွေးပါအဲ့ဒါလို့ရွေးတဲ့အခါမှာလည်းပဲလူကို3မျိုးလောက်ခွဲလိုက်3မျိုးလောက်ခွဲလိုက်တူကကိုယ်နဲ့အမတန်ခင်မင်ရင်းနှီးတဲ့ပုဂ္ဂိုလ်ဟောတာတူဟိုတူကခင်လည်းမခင်မုန်းလည်းမမုန်းတဲ့တာမန်ပုဂ္ဂိုလ်နောက်တူကမုန်းတဲ့ကိုရန်သူဟော3မျိုးခွဲလိုက်ပုဂ္ဂိုလ်3စားရှိလူတိုင်းဟာဒီလို3စားရှိနေမှာပဲအများအားဖြင့်ဒါရေပုံရအားဖြင့်ပြောတဲ့စကားပေါ့အဲ့ဒီထဲမှာဘယ်ပုဂ္ဂိုလ်ကိုရွေးရမလဲမေတ္တာစပြီးတော့ပြိုးတော့မယ်ဆိုလို့ရှိရင်ကိုယ်နဲ့ခင်လည်းမခင်မုန်းလည်းမမုန်းတဲ့ပုဂ္ဂိုလ်ကိုသွားရွေးမယ်ဆိုရင်မေတ္တာပြိုးဖို့ခက်လိမ့်မယ်ဘာဖြစ်လို့တော့ဆိုသူ့ပေါ်မှာခင်မမခင်တာကိုအဲ့တော့သူ့ကိုရွေးလို့မဖြစ်ဘူးပထမအနေနဲ့ရန်သူကိုရွေးမလားဆိုဟာရန်သူသွားရွေးရင်တော့ဒေါသဖြစ်မှာပဲမေတ္တာပြိုးလို့မရဘူးဒါကြောင့်မို့ရန်သူကိုလည်းမရွေးနဲ့အဲ့တော့ပိယပုဂ္ဂလဆိုတာကိုခင်မင်ချစ်ခင်တဲ့ပုဂ္ဂိုလ်ရွေးလိုက်ပါတဲ့ဒါမေတ္တာပို့တော်မယ်ဆိုအဲ့ဒါကစအဲ့ဒီပုဂ္ဂိုလ်ရွေးဒီရွေးတဲ့နေရာမှာလည်းပဲနောက်တစ်ခုတတိထားเสียလိန်တူကိုပဲရွေးရမယ်တဲ့လိန်ခွဲကိုသွားမရွေးရဘူး
solo raga mita pome pogo di amyoda soye amyoda tange jenega jwe amyodami soye amyodami de jwe amyoda ga amyodami go twa jwe me amyodami ga amyoda go twa jwe me amyoda ga amyodami go jwe me liñ matura go twa jwe lo shin mita phit me asa tana raga de phit ta that de anne shi de da jawအဲ့ဒါလို့မရွေးရဘူးအမျိုးသားဆိုရင်အမျိုးသားချစ်ခင်တဲ့ပုဂ္ဂိုလ်ရွေးအမျိုးသမီးဆိုရင်အမျိုးသမီးတွေကချစ်ခင်တဲ့ပုဂ္ဂိုလ်ရွေးတဲ့အဲ့ဒါလို့ရွေးပြီးတော့စိတ်ဓာတ်ကိုလေ့ကျင့်ပေးရမေတ္တာစိတ်ကိုလေ့ကျင့်ပေးရအဲ့ဒီလေ့ကျင့်တော့မယ်ဆိုလို့ရှိရင်အစပထမဘာလုပ်ဖို့လိုလဲနှိုင်းရှင်မှုဟာအမှန်တမ်းအရေးကြီးမြန်မာလူပြောရင်ဗမာလူမျိုးတွေပြောတဲ့စကားကိုချင်းစာတရားဆိုတာမရှိဘူးလားရှိတယ်ကိုချင်းစာတရားထားတတ်ဖို့အတွက်ကိုအရင်ဆုံးကိုစဉ်းစားလိုက်ပါမေတ္တာပို့လိုက်ပါကိုမေတ္တာပို့တာကတော့ဒါကဘာဝနာအတွက်မဟုတ်ဘူးလေ့ကျင့်တာမဟုတ်ဘူးလွယ်အောင်လို့ပြင်ဆင်လိုက်တဲ့သဘောပဲဆိုပါစို့မေတ္တာပို့တဲ့အခါမှာချမ်းသာပါစေလို့ပြောကြတာလားသို့မဟုတ်ကျမ်းမာပါစေလို့ပြောကြတာလားသို့မဟုတ်အဆင်ပြေပါစေလို့ပြောကြတာလားတစ်ခုခုပဲကိုကြိုက်တဲ့ဟာနဲ့ပြောလို့ရတယ်ကျမ်းမာပါစေလို့ပြောချမ်းသာပါစေလို့ပြောအရာခတ်သိမ်းမှာအဆင်ပြေပါစေလို့ပြောအောင်မြင်ကြီးပွားပါစေလို့ပြောဘာနဲ့ပြောပေါ့အဲ့ဒီအတွေးလေးကိုထိုပုဂ္ဂိုလ်ပေါ်မှာပြောရမယ်ဆိုပါစို့ဘုန်းကြီးတို့တွေယောက်ျားဆိုရင်ယောက်ျားကလေးတန်ငယ်ချင်းမိန်းကလေးဆိုမိန်းကလေးတန်ငယ်ချင်းပေါ့ခုခေတ်တည်း friend တွေများတယ် girlfriend boyfriend ကိုယ့်အကိုယောက်ျားလေးဆိုယောက်ျားလေးတန်ငယ်ချင်းကိုရွေးမိန်းကလေးဆိုမိန်းကလေးတန်ငယ်ချင်းရွေးပြီးတဲ့အခါကိုတယောက်တည်းနေတဲ့အချိန်လေးမှာထိုပုဂ္ဂိုလ်ရဲ့မျက်နှာစိတ်ထဲမှာပေါ်လာအောင်ပုံဖော်လိုက်ပုံဖော်လို့မရဘူးဆိုရင်ဓာတ်ပုံလေးတစ်ခုတောင်ကိုယ့်ရှိမှချပေါ့ဓာတ်ပုံနဲ့ကြည့်ပြီးတော့ပုံဖော်ပေါ့အေးစိတ်ထဲမှာပုံဖော်လို့ရရင်စိတ်ပုံဖော်လိုက်သူ့ရဲ့ပြုံးရွှင်နေတဲ့မျက်နှာကြည်နူးနေတဲ့မျက်နှာလေးကိုကြည့်ပြီးတော့အေးအစဉ်ထာဝရပြုံးနိုင်ပါစေချမ်းသာပါစေကျမ်းမာပါစေရှင်လန်းပါစေကိုလိုချင်တဲ့စကားလုံးလေးတစ်ခုနဲ့အသုံးချပြီးတော့အဲ့ဒီစိတ်ကလေးထပ်တလဲလဲဖြစ်နေအောင် repetition လုပ်တာခေါ်ထပ်ပြီးတော့ဖြစ်တခါတည်းမဟုတ်ခုခေတ်သချင်းဆိုတဲ့အခါ repeat တွေပေါ်တယ်မဟုတ်လားထပ်ကြော့နေတာလေအဲ့တော့မေတ္တာကြော့နေရဘယ်နဲ့ပြန်ကြော့ရမလို့ဆိုရင်အေးတဏှာကြီးလုံးရင်တဏှာကြီးလုံးကြော့နေရမှာပဲအဲ့ဒါလို့ဓာများသွေးတဲ့အခါမှာကြောက်နေဒီလိုပုတ်နေတယ်လို့ပဲဒီချမ်းသာပါစေဆိုတဲ့စိတ်ကလေးနဲ့ခုနကပိယပုဂ္ဂိုလ်နဲ့ပုတ်ပေးနေရအဲ့ဒါလေ့ကျင့်နေတာလို့ခေါ်တယ်အဲ့ဒါလို့ပုတ်ပေးနေလိုက်တဲ့အခါမှာဘယ်လိုအနေထားထိအောင်ရောက်လာတယ်လဲလို့ဆိုရင်ဘယ်နေရာသွားဒီပုဂ္ဂိုလ်ရဲ့မျက်နှာပဲမြင်နေမျက်စိတွေကဒီပုဂ္ဂိုလ်မျက်နှာမထွက်အိပ်မပြောသေးခင်သူ့မျက်နှာပဲမြင်နေတယ်တခြားအသိမမြင်စိတ်ကအဲ့ဒီပေါ်မှာပဲစိတ်ဟာငြိမ်ကြလာပေါ့အဲ့ဒါလို့ငြိမ်ကြလာတဲ့အပေါ်မှာမေတ္တာစိတ်ကလေးနဲ့ထပ်ပြီးတော့ပုတ်ပေးနေလို့ရှိရင်နောက်ဆုံးမှာတမာရီတွေစွမ်းအားတွေကောင်းလာလို့ရှိရင်ဇန်တောင်ရလာတယ်အေးဗမာတွေကဇန်ဆိုရင်ကောင်းကင်ပြန်တာကြီးပဲအောင်းမေ့တယ်ဒါကောင်းကင်ပြန်တာကိုပြောတာမဟုတ်ဘူးဇန်ရတယ်ဆိုတာအဲ့ဒီအာယုံလေးပေါ်ကိုအမြဲတမ်းစူးစိုက်ပြီးတော့နေနိုင်တဲ့စွမ်းအားတတ္တိလေးရလာတာပြောတာနော်ပထမဇန်ဆိုတဲ့စွမ်းရည်တတ္တိကိုလိုချင်တဲ့အချိန်လေးရလာမယ်ဇန်ဆိုတာဘာကိုပြောတာလဲလို့ဆိုရင်ခုနကတငယ်ချင်းရဲ့မျက်နှာပေါ်မှာစိတ်ကလေးအမြဲရောက်နေအောင်ပို့ပေးနေတဲ့ဝိတက်လို့ခေါ်တဲ့သဘောတရား initial application နဲ့
Eri Boma, Tumyan Nagli Boma, ye wedded, say her. Qualo Mayala, and it have you chended. Sustain applications with it, Wisara. We dead, Wisara, a cookie or no, oh, Bale. Fertilizer will Wisara look or she did it, and a dorma, no? We dead, Wisara, we dead, Sora, I almost say, who put in Bainira. Wisara Sora, I only in a Quamada on Los Home Bini at all. Eri I only say chid nanira, pity. Say chid nadalu, say him and Yanjanira, Duka. Eri I only say a Qualo Mayaraga, Ikagata. Eri Naguha, Hanjanji, a low navy solution, Patamazan no call it. Patamazan ya. Tangaji and Yana Leboma, a low navy. Chandabazi, Shalamazi. Jamabazi, so that Satakali, Wabi, a lolo. Eri a lolo nilushi. Konaga, Ingayati, Piazon, Patamasame. Did a swan young idea, Kajaro. Twin is a Malobu, Witted Sora, Maluro Bene. I only a Qualo Mayara, Jidna Niraye, no, Sataka, Champion Niraye, Tine Niraye. Did the body lean you lean a quasi light Hajaro, 2 years and a send of call. Now the car did it, the Mari Sahari, Mian de Kajaro. Ayoma, the Iolina Saline, Drakane on Lopezia, Malura Vene. To Ion Leboma, China Niraye, Nita Niraye, Tine Niraye, Tichini Toya Cleane, to Iomoma Yati Nilusion, Tadia Sano Corre. Oh, Mita Boare Bogoa, Elu San 1000 on Yanai. Eri San 1000 Yabama, Seto Wimodi to call. Say Leha, Yavaraga Ludovi, Todariga, no one needed to say the Eri chain. Seto Wimodi, sir, Poviro. No one Lumiola and it had a coup Yaula, Lichin Utah Meta of Yora. Nama Meta, Meta Lube Tone. Say don't we move so that I only tell don't like Lucian to Medadi. San a chain tea on Yawney and Meda Mule to Lubiola. Kakomi Pia Bogola look call it. Go chicken net. Jenny the Meswin net, Legion like look. Omi and daughter Meda Leo. Did I matane oh? Meda will change Geo. To Meda Leo, transfer lower. Badubo transfer lowness. Chilemachin, Mona Mamone, Gomadi, Bogoma, Youngchi light. Youngchi light Lucian, Timita the Wadiani, your job, Madawu. Good chicken and Bogoma, Tare, say a chili ha. Mona Mamon Chilemachin, the Bogoma, Dwata Lailu, a chili, Pianwe Dwada solution, Pian Legend, Dima, Pian Legend. Pianwe Madawu solution. Dudia sending it, simply Dwawi. Get now the car. Pogu Nayok Young like Vino, Patama, Pia Pogola, Dudia, Misata, Ale La Pogu, for my Pyongji, Chini Piamu so yen. Now the Yaboma, Pyongji, Eddie Pogoa, Kunem Made, Mondi, the Koy, Yandu. Yandu lo so the Pogu, Pyongji like. Pyongji like look. Doda leave Chilla Lucy, Meta, Machankai, Pianbiro Legend, oh, Gometa, Pian Legend. Pian Legend be the Karaka, Pian Santa Gila. I am Pianbiro, Kodematere Luboma, Meta, Tachi. Talo Yadavi solution, no, Timeta, Kaima Davi Lupio, Da Santa Deni. Hello, Lovio, the Loga Loma she the Tatuari Boma, Meta Tana on Josa. Now, so much Lulea Chila Namadega Korai Imi Korai Namanega go chicken in Boko Namadonga Chilemeche Mona Mamone Tama Boko Namalega Yandu Eri Boko layout Toboko layout the a pine a chari Lusura Coco Pochitati. Oh,
ကိုကိုပူချစ်တယ်အဲ့ဒီ၄ယောက်ကိုရန်သူလို့လည်းမမြင်တော့ကိုကိုလို့လည်းမမြင်တော့ဘူးကိုမိတ်ဆွေလို့လည်းမမြင်တော့ဘူးဟုတ်လားကိုနဲ့မသိတဲ့ပုဂ္ဂိုလ်လို့လည်းမမြင်တော့ဘူးကိုရန်သူလို့လည်းမမြင်တော့ဘူးအားလုံးဒီ၄ယောက်စလုံးဟာတစ်မျိုးတည်းတစ်ခုတည်းမြင်သွားပြီဆိုလို့ရှိရင်ဒီလူရဲ့မေတ္တာဟာအစွမ်းထက်ဆုံးအဆင့်ရောက်သွားပြီပေါ့အဲ့ဒါကိုဥပမာလေးတစ်ခုပေးထားတယ်နော်ဒီပုဂ္ဂိုလ်၄ယောက်ကိုဆိုပါစို့ရှင်းတော့ကလူကိုတတ်ပြီးတော့ရစ်ပူဇော်တဲ့အလေးထားရှိတယ်တောထဲမှာနေတဲ့ယဟန်တွေဒီလိုပဲရစ်ပူဇော်တာခံလိုက်ရတာမျိုးတွေရှိတယ်အဲ့ဒီမှာလာပြီးတော့တောင်းမယ်ရစ်ပူဇော်ဖို့အတွက်တယောက်လိုက်ခဲ့ပါဟောတယောက်လိုက်ခဲ့ပါဆိုလို့ရှိရင်အဲ့မှာနေနေတာကမိမိကိုယ်တိုင်ရဲ့ကိုယ်ပိတ်ဆွေရဲ့တာမန်ပုဂ္ဂိုလ်တယောက်ရဲ့ကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်တယောက်၄ယောက်ရှိတယ်အဲ့၄ယောက်ထဲကနေဘယ်သူပေးမလဲဘုန်းကြီးတို့စဉ်းစားကြည့်ကြတယောက်ယောက်တော့လိုက်ရအောင်ဘယ်သူပေးမလဲကိုယ်စိတ်ထဲဘယ်သူပေးမလဲဟောသူတို့၃ယောက်တော့နေပါစေငါပဲအနစ်နာခံလိုက်ပါမယ်ဆိုရင်ကိုယ့်ကိုယ်ပေါ်မှာမေတ္တာပြတ်တယ်ရောက်တယ်ဟောသူ့မေတ္တာမဟုတ်သေးဘူးမမျှတာဘူးလို့ပြောအဲ့လိုမဟုတ်ဘဲနဲ့ငါနဲ့မတည့်တဲ့ကောင်လိုက်သွားဆိုလို့ရှိရင်ဟာရန်သူပေါ်မှာအမုန်းစိတ်မပြောင်းသေးတာပဲအဲ့ဒီ၄ယောက်စလုံးကိုတယောက်မှမပေးနိုင်ဘူးအားလုံးဟာတူတူပဲဖြစ်နေဘယ်သူကမှရွေးလို့မရတော့ဘူးဆိုလို့ရှိရင်အဲ့ဒီမေတ္တာဟာကန့်တတ်ချက်တည်ကြော်ဖြတ်သွားတဲ့အမတန်ခိုင်မာတဲ့မေတ္တာတရားဖြစ်သွားပြီလို့ဒီလိုဆိုတာအဲ့ဒါလိုလေ့ကျင့်ပြီးတဲ့အခါမှာတလောကလုံးမှာရှိတဲ့တ attva တွေပေါ်မှာမေတ္တာတရားကိုဖြန့်ကျက်ပြီးတော့နေမယ်ဆိုလို့ရှိရင်ဒေါသဆိုတာလုံးဝလာလို့မရတော့ဘူးတဲ့နောက်ဆုံးမှထိုမေတ္တာကိုအခြေခံပြီးတဲ့အခါမှာဘာလို့ထိုမေတ္တာစိတ်ဓာတ်မှာပါတဲ့တဘာဝတရားတွေကိုရှုမှတ်ဆင်ခြင်ပွားများအထောက်လိုက်ထိုမေတ္တာနဲ့ရှင်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်အခြေအနေတွေကနန္တရားထိုမေတ္တာရဲ့တရားနှလုံးသားကရုပ်တရားဟောရုပ်နဲ့နာနဲ့ဒီနှမျိုးရှိတယ်ဆိုတာကိုသဘောပေါက်လာလို့ရှိရင်ဒါဝိပဿနာလမ်းကြောင်းပဲစဝင်လာတာပဲသမထကနေဝိပဿနာပြောင်းတယ်လို့ခေါ်တယ်မေတ္တာစိတ်ဓာတ်ကိုရှုတာဟာနန္တရားကိုရှုတာထိုမေတ္တာစိတ်ဓာတ်ရဲ့တရားမိယာနှလုံးသားရုပ်တရားတွေကိုရှုတာကရုပ်ကိုရှုတာဟောရုပ်နဲ့နာနဲ့ကွဲသွားပြီဆိုရင်နာမရူပပြိစ္ဆေဒညာအဲ့ဒီယုံနာနှစ်ခုကွဲသွားပြီးတဲ့အခါဒီယုတ်ထီနံတွေဟာဘာကြောင့်ဖြစ်တာတုံးလို့အကြောင်းတရားကိုလေ့လာသုံးသပ်နိုင်တဲ့အသိဉာဏ်တစ်မျိုးထပ်ဆင့်ရလာပြီဆိုရင်ပစ္စယပရိက္ခဉာဏ်အဲ့ဒီဉာဏ်နှမျိုးကိုအခြေခံပြီးတော့ဒီယုံနာဓမ္မသင်္ခါရတွေနဲ့အသိဉာဏ်လေးနဲ့ဆက်ပြီးတော့အလုံးလုံးသွားတဲ့အခါမှာမမြဲတဲ့သဘောတွေတွေ့လာတယ်ဖြစ်ပြီးပြတ်သွားတဲ့သဘောတွေတွေ့တယ်ဖြစ်ပြမှုတွေကအမြဲတမ်းနှိမ့်ဆက်နေတဲ့ဒုက္ခသဘောတွေတွေ့လာတယ်မဖြစ်ရအောင်မပြည့်ရအောင်ကိုယ်မှာစွမ်းရင်တတ္တိတွေမရှိဘူးဆိုတာသိလာတဲ့ကိုယ်ဆန္ဒအတိုင်းမဖြစ်ဘူးဆိုတာသိလာတဲ့အနတ္တသဘောတွေပေါ်လာတယ်အဲ့ဒါလို့မေတ္တာနဲ့ပတ်သက်ပြီးတော့ယုတ်တရားနတ်တရားတွေပေါ်မှာအနိစ္စလို့လည်းရှုနိုင်လာတယ်ဒုက္ခလို့ရှုနိုင်လာတယ်အနတ္တလို့ရှုနိုင်လာတယ်သမထနာဉာဏ်အဲ့ဒီကနေပြီးတော့ဆက်လက်ပြီးဖြစ်တာပြတ်တာလေးကြီးပဲအာယုစိုက်မိလာတဲ့အခါကျတော့ဥရိယဗျဉာဏ်ထိုဥရိယဗျဉာဏ်ကနေပြီးတော့ရင့်တန်လာတဲ့အခါကျတော့ဖြစ်တာဆိုတာကိုတည်ပြီးတော့အာယုမပြုတ်နိုင်တော့ဘူးပြက်နေတာတွေကဉာဏ်တော်အားကြီးသည့်အတွက်ကြောင့်အပြက်ပဲမြင်နေတာမျိုးကြတော့ဘေငါဉာဏ်လို့ခေါ်တယ်အဲ့ဒါလို့ပြက်တာတွေကြီးမြင်နေသည့်အတွက်ကြောင့်စိတ်ထဲမှာဘာပေါ်လာတယ်ဉာဏ်ထဲမှာဘာပေါ်လာတာဟာပြက်နေတာဟာကြောက်เสียကြီးပါလားလို့ကြောက်เสียကြီးပါလားလို့တွေးလာတာအဲ့ဒါဘယဉာဏ်လို့ခေါ်တယ်ကြောက်เสียလို့မြင်လာတဲ့အခါကျတော့ဖြစ်ပြမှုတွေကနှိမ့်ဆက်လို့စိတ်ပြက်เสียညှင်းငွေ့เสียကြီးပါလားအပြစ်တွေကိုမြင်လာတယ်ပြက်နေတဲ့အရာကြီးဟာတွေ့တာเสียမကောင်းဘူးလို့အပြစ်တွေကိုမြင်လာရင်အာဓိနဝညာအပြစ်တွေမြင်လာတဲ့အခါကျတော့မလိုချင်တော့ဘူးညှင်းငွေ့လာတယ်စွန့်လွတ်ချင်လာတယ်ညှင်းငွေ့လာတယ်နိဗ္ဗိဒညာ
ညီငွေလာတဲ့အခါကျတော့လွတ်ချင်လာတယ်ဒါတွေကိုလွတ်ချင်လာတယ်မလို့ချင်တော့ဘူးမုံစီတုကမြတာညာအဲ့ဒီကနေပြီးတော့လွတ်ဖို့ရာအတွက်လွတ်ရလွတ်ကြောင်းကိုပြန်လီပြီးတော့ဆင်ញင်စဉ်းစားတာကြတော့ပဋိသင်္ခာညာပြန်လီစဉ်းစားခြင်းကနေပြီးတော့သင်္ခါရတရားတွေရဲ့သဘာဝအပေါ်မှာနေသားတကျဖြစ်သွားပြီးတော့စိတ်လှုပ်ရှားမှုတွေနည်းသွားပြီးတည်ငြိမ်မှုတွေအသိဉာဏ်တွေကလွှမ်းမိုးလာပြီဆိုရင်သင်္ခါရုပ္ပခဉာဏ်လို့ခေါ်တယ်အဲ့ဒီသင်္ခါရုပ္ပခဉာဏ်ရင့်တန်သွားပြီဆိုလို့ရှိရင်ဟောဒီဗျာပါဒဆိုတဲ့သဘာဝတရားကိုအစစ်စစ်ပယ်ရှားသွားနိုင်တဲ့သောတပတ္တိမေသောတပတ္တိဖို့သဂရဂါမိမေသဂရဂါမိဖို့အနာဂါမိမေဆိုတာလဲပေါ်လိုက်ရောဒေါသဆိုတာဘယ်တော့မှပြန်မလာတဲ့လမ်းရောက်သွားပြီအမုန်းတရားဆိုတာနှလုံးသားထဲမှာလက်ကြံမရှိတော့အနာဂံဖြစ်သွားပြီဆိုရင်အမုန်းတရားလက်ကြံမရှိတော့ဘူးတဲ့မေတ္တာပွားလို့ရှိရင်အမုန်းတရားဟာပြန်ထလာနိုင်သေးတယ်အခုခေတ်ယောဂစစ်တယ်လို့စစ်ကြည့်လို့ရှိရင် positive ဖြစ်နေအောင်မယ်နော် positive ဖြစ်လိမ့်မယ်နှလုံးသားထဲမှာအမုန်းရှိသေးသလားလို့ဆေးစစ်တယ်လို့စစ်ကြည့်ရင် positive တွေးလိမ့်မယ်အနာဂါမိမဲ့ရသွားတာနဲ့တပြိုင်နက် negative ဖြစ်သွားပြီလုံးဝမရှိတော့အဲ့ဒါကြတော့ဒေါသဆိုတဲ့စိတ်ရဲ့လှုပ်ရှားမှုစိတ်ရဲ့ပူပန်စေတတ်တဲ့သဘာဝတရားကနေပြီးတော့လုံးဝထွက်ပေါက်မေတ္တာတရားမေတ္တာတရားကိုအခြေခံတဲ့အနာဂါမိမဲ့ညာအနာဂါမိဖို့ညာဟာဒေါသရဲ့လုံးဝထွက်ပေါက်ဖြစ်ပါတယ်ဟောဒေါသဆိုတာလာခြင်းလို့မလာတော့ဘယ်တော့မှဒေါသဆိုတဲ့သဘာဝတရားဟာမိမိတဏ္ဍာမှာဖြစ်လာမှာမဟုတ်ဘူးအစဉ်ထာဝရငြိမ်းချမ်းတဲ့အနေတစ်ခုရရှိသွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဟောတယ်ယတိတံမေတ္တာစေတောဝိမု ക്തി စိတ်ရဲ့လွတ်မြောက်မှုလို့ဆိုတဲ့ဒီမေတ္တာတရားဟာတဲ့ဗျာပါဒတ္တစိတ်ထဲမှာအလိုမကျနေတဲ့ဒေါသရဲ့နိတ္တရဏံထွက်ပေါက်ပါပဲဒီနည်းနဲ့သာလင်စစ်မှန်တဲ့ထွက်ပေါက်ကိုရနိုင်တယ်နောက်ဆုံးဒေါသဆိုတာဘလို့မှစိတ်ဆိုးအောင်လုပ်လဲစိတ်ဟာဘယ်တော့မှဆိုးလာတာမရှိတော့ဘူးဘုန်းကြီးတို့တွေစဉ်းစားကြည့်ဗျာပါဒဆိုတဲ့ဒေါသလူတိုင်းဖြစ်ဖူးကြတယ်ဖြစ်တဲ့အချိန်မှာဘလို့ခံစားရသလဲစိတ်တည်ငြိမ်နေမှုတွေလုံးဝပျက်စီးသွားတယ်နှလုံးခုန်မှုတွေပြင်းထန်လာတယ်မျက်နှာတွေหนีရဲလာတယ်သွေးခုန်မှုတွေပြောင်းလဲလာတယ်နှလုံးကနေလှုပ်ဆော်လာသည့်အတွက်ကြောင့်ဘာဖြစ်လဲနှုတ်ခမ်းကအတန်ကမဟုတ်တဲ့အတန်တွေမဟုတ်တဲ့စကားတွေပြောလာတယ်လက်ကလည်းပဲအန္တရာယ်ပြုမဲ့အမှုမျိုးတွေဖြစ်လာတယ်ဟောဒေါသရဲ့ဆွမ်းဆောင်မှုတွေပဲအဲ့ဒါလို့ဒေါသဆိုတဲ့အမုန်းတရားဟာနှလုံးသားထဲမှာလုံးဝမကြံအောင်ဖြည့်ရှင်းပြလိုက်နိုင်တာဒါထွက်ပေါက်အစစ်ပေါ့ဒါကိုဆိုလိုတယ်မြတ်စွာဘုရားတကယ်ပြောများအေးထို့တူပဲနောက်ထပ်ထွက်ပေါက်တစ်ခုကဘာလဲနောက်ထပ်ထွက်ပေါက်တစ်ခုရှာရအောင်မယ်လူတွေမှာတခါတရံကြတော့ဒေါသတယ်မကဘူးဆိုပါစို့စိတ်ဆိုးတယ်ဆိုတာရိုးစိတ်ဆိုးကြတာပဲလေကိုယ်အလိုမကျရင်မိဘကသားသမီးကိုစိတ်ဆိုးတယ်နော်တကယ်ချင်းချင်းစိတ်ဆိုးကြတယ်အဲ့ဒီလိုစိတ်ဆိုးတယ်ဆိုတဲ့ထဲမှာတတ်ချင်ဖြတ်ချင်တာဆိုတာပါလားမပါဘူးနော်မိဘကသားသမီးကိုစိတ်ဆိုးတယ်ဆိုတဲ့နေရာမှာဒီကောင်သေအောင်လုပ်မယ်ဆိုရင်စိတ်ပါရလားမပါဘူးနော်အေးအဲ့ဒီစိတ်ဓာတ်မျိုးပါလာပြီဆိုလို့ရှိရင်သူ့ကိုဘာခေါ်လဲဆိုတော့ဝိဟေတာလို့ခေါ်တယ်ရက်ဆက်လာရက်ဆက်မှုညှဉ်းပန်းနှိပ်စက်မှုဆိုတဲ့သဘောတရားစိတ်ဓာတ်ထဲမှာဖြစ်ပေါ်လာတတ်တယ်တဲ့ဘုန်းကြီးတို့တွေဒေါသကိုမထိန်းတဲ့အခါမှာညှဉ်းပန်းနှိပ်စက်လိုမှုဆိုတဲ့ဝိဟိတာတရားစိတ်ဓာတ်ထဲမှာပေါ်လာပြီအဲ့ဒါလို့ပေါ်လာလို့ရှိရင်စိတ်ကိုထွက်ပေါက်ဟာဘာနဲ့လောက်ရမလဲလို့ဆိုရင်ကရုဏာတရားကိုပွားရမယ်တဲ့ကရုဏာဆိုတာကြည့်သူများကိုညှင်းဆဲလို့မှုရက်ဆက်လို့မှုဆိုတဲ့ cruelty ဆိုတာနဲ့ဆန့်ကျင်ပဲဖြစ်တယ်ဒါကြောင့်မို့ကရုဏာတရားကိုပွားပြီးဆိုလို့ရှိရင်
လောကမှာအစင်မပြေတဲ့ပုဂ္ဂိုလ်တွေတဏှာစရာကောင်းတဲ့ပုဂ္ဂိုလ်တွေဆိုပါစို့ယောဂဖြစ်လို့ဒုက္ခဝေဒနာခံစားနေရတဲ့ပုဂ္ဂိုလ်စီးပွားရေးအစင်မပြေလို့စိတ်ညစ်နေတဲ့ပုဂ္ဂိုလ်စားစရာတောက်စရာမရှိလို့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်နေစရာမရှိလို့အတိဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်လောကမှာအစင်မပြေတဲ့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာဒါတဏှာစရာပုဂ္ဂိုလ်ပဲအဲ့ဒါလို့တဏှာစရာပုဂ္ဂိုလ်ကိုရွေးချယ်ပြီးတော့ဒုက္ခမုတ်ဆန်းတုအချင်းဒီဇိုးတွေကသူ့လွတ်မြောက်ပါစေမကောင်းတဲ့အခြေအနေတွေဆင်းရဲဒုက္ခတွေကလွတ်မြောက်ပါစေဆိုတဲ့စိတ်ဓာတ်ကလေးနဲ့အဲ့ဒါလို့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်နဲ့ဒီစိတ်ကိုလေ့ကျင့်ယူရမယ်လေ့ကျင့်လို့ရှိရင်ခုနကမေတ္တာလေ့ကျင့်တယ်လို့လေ့ကျင့်လို့အောင်မြင်လာပြီဆိုလို့ရှိရင်ခုနကဝိဟိတာဆိုတဲ့တရားညှင်းဆဲလိုမှုရက်ဆက်တယ်ဆိုတဲ့သဘောတရားဟာသူ့တဏ္ဍာမှာလုံးဝမရှိတော့အောင်လွတ်မြောက်သွားနိုင်ပါတယ်ဒါလည်းထွက်ပေါက်တစ်ခုပဲနောက်တစ်ခုကဘာတော့ဆိုရင်လောကလူတွေဟာကိုယ်နဲ့ပြိုင်ဘက်ဖြစ်စေကိုယ်အိမ်နီးနာချင်းဖြစ်စေကိုယ်အတိတဲကဖြစ်စေမတိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေကြီးပွားတိုးတက်ပြီးတော့ကိုယ့်ရဲ့တာသွားလို့ရှိရင်ဝမ်းသာနိုင်ခဲ့တဲ့ပေါ့ဝမ်းမသာကြဘူးဝမ်းမသာနိုင်တာဘာကြောင့်ဝမ်းမသာတာတော့ဆိုရင်အိတ်သာလို့ခေါ်တဲ့ jealousy ကြောင့်ဝမ်းမသာတာအဲ့ဒီ jealousy ဆိုတဲ့သဘောတရားဟာသူတစ်ပါးအောင်မြင်မှုနဲ့ပတ်သက်ပြီးစိတ်ထဲမှာပျော်မွေ့မှုမရှိဘူးပျော်မွေ့မှုမရှိဘူးအဲ့ဒါလဲစိတ်ရဲ့ emotion တစ်ခုပဲအဲ့ဒါဖြစ်လာပြီဆိုလို့ရှိရင် jealousy တွေဖြစ်တယ်ထို jealousy တွေလွှမ်းမိုးလာတဲ့ပုဂ္ဂိုလ်တယောက်ဟာသူများကိုတော့အန္တရာယ်ပြုတတ်တယ်တခါတော့ကကြားဘူးပါလိမ့်မယ်အမေရိကန်နိုင်ငံမှာအမျိုးသမီးချန်ပီယံတွေကစကိတ်စီးတဲ့မျိုးသမီးချန်ပီယံဒီအားကစားမှာသူကထူးချွန်လို့တရဖူဆောင်းထားတဲ့ပုဂ္ဂိုလ်နောက်ထပ်အမျိုးသမီးအားကစားတစ်ယောက်ပေါ်လာတယ်စကိတ်စီးပြိုင်ပွဲသူနဲ့ရှင်ပြိုင်လာလိုက်သူ့ရဲ့ဆုကိုလူတော့မယ်သူ့နေရာကိုယူတော့မယ်ဆိုတာမခံနိုင်ဘူးမကြည့်နိုင်ဘူးဒါကြောင့်မို့လူစိုးကိုပတ်စံပေးပြီးငှားပြီးအဲ့ဒီအမျိုးသမီးခြေထောက်ကိုရိုက်ချိုးခိုင်းတယ်ဒါလောကမှာတကယ်ဖြစ်ခဲ့တာ true story တကယ်အစစ်အမှန်ဖြစ်ခဲ့အဲ့ဒါမျိုးကဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင် jealousy ခေါ်တယ်ပေါ့အဲ့ဒါလို့ jealousy ဖြစ်လာတာကောင်းလားဆိုကောင်းအလွန်ဆိုးတယ်သူများရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့မခံနိုင်တဲ့သဘောအဲ့ဒီမခံနိုင်တဲ့ emotion stress လို့ခေါ်တဲ့စိတ်ရဲ့ဖိစီးမှုပေါ်လာလို့ရှိရင်ဘာနဲ့ထွက်ပေါက်ရှာရမလဲလို့ဆိုရင်မုဒိတာဆိုတာဝမ်းသာနိုင်အောင်ကြိုးစားရမယ်မုဒိတာတရားပွားများခြင်းဖြင့်ထွက်ပေါက်ရှာရမယ်မုဒိတာတရားပွားများခြင်းလို့ရှိရင်အောင်မြင်ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြီးယထာလတ္ထတံပတ္တိတောမာဝိခိသန္တုရထားတဲ့စိစိတ်အခြေအနေတွေကအောင်မြင်မှုတွေကနေဘယ်တော့မှဆုပ်ယုပ်မသွားပါစေနဲ့ထာဝရပျော်နိုင်ကြပါစေထာဝရရွှင်နိုင်ကြပါစေရရှိထားတဲ့အခြေအနေကောင်းတွေကဆုပ်ယုပ်ပျက်စီးမသွားကြပါစေနဲ့အဲ့ဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးဒီစိတ်ဓာတ်လေးကိုလေ့ကျင့်ပေးရမယ်လေ့ကျင့်ပေးလို့ရှိရင်ခုနပြောတဲ့သူများစိစိတ်နဲ့ပတ်သက်ပြီးတော့အကောင်းမပြောနိုင်တဲ့အရတိဆိုတဲ့မပျော်မွေ့တဲ့စိတ်ရဲ့ဆန့်ကျင်နေတဲ့သဘောတရားတစ်ခုရဲ့ထွက်ပေါက်ရသွားမှာဖြစ်ပါတယ်ဒါမုဒိတာထွက်ပေါက်နောက်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်လူတွေမှာချစ်ချင်းမုန်းချင်းဆိုတာရှိတယ်ချစ်ရင်ချစ်မယ်မချစ်ရင်မုန်းမယ်ချစ်ချင်းမုန်းချင်းဆိုတာအစွန်းနှစ်ခုပဲစိတ်ဓာတ်မှာ balance မဖြစ်လို့အစွန်းနှစ်ခုရောက်နေတဲ့စိတ်ဓာတ်အဲ့ဒီအစွန်းထွက်နေတဲ့စိတ်ဓာတ်ကလွတ်မြောက်ချင်လို့ရှိရင်ဘာလုပ်ရမလဲဆိုရင်ဥပိ္ပခာပွားနိုင်ရမယ်ဥပိ္ပခာဆိုတာဘယ်လိုပွားတာလဲတဗ္ဗေတတ္တာကမ္မတကတတ္တဝါဆိုတာသူကံနဲ့သူလာတာစဉ်းစားပြီးတော့ချစ်ချင်းကိုလည်းရှော့မယ်မုန်းချင်းကိုလည်းရှော့ချစ်ချင်းမုန်းချင်းထိုနှမျိုးလုံးမပါပဲနဲ့တည်ငြိမ်တဲ့သဘာဝတရားတစ်ခုကိုဥပိ္ပခာလို့ခေါ်တယ်ဒီကနေ့အရာထဲမှာတော့ဥပိ္ပခာဆိုတာ
ကိုမတဲ့လို့မခေါ်တဲ့ပုဂ္ဂိုလ်ဥပိ္ပခာလို့ဥပိ္ပခာရှုတယ်လို့ပြောနေကြတယ်အဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူးဥပိ္ပခာကအလွန်မွန်မြတ်တယ်ချစ်ချင်းမုန်းခြင်းဆိုတဲ့အစွန်းဘက်ကိုမရှိစေဘဲနဲ့တိမှတ်တည်ငြိမ်တဲ့သဘောထားဒါကြောင့်မို့လို့ equanimity လို့အင်္ဂလိပ်လိုပြန် equanimity ဆိုတာစိတ်ရဲ့တည်ငြိမ်မှုပဲအဲ့ဒီတည်ငြိမ်မှုကစိတ်မတည်ငြိမ်တဲ့ emotion လို့ဆိုတဲ့ရာဂတို့ဒေါသတို့ရဲ့ထွက်ပေါက်ပဲရာဂရဲ့ထွက်ပေါက်ဒါကြောင့်မို့မြတ်စွာဘုရားကဥပိ္ပခာဆိုတဲ့စေတောဝိမု ക്തി ဟာရာဂရဲ့ထွက်ပေါက်ပါဟောဒီလိုဟောထားတာရှိဒါကြောင့်မို့အဲ့ဒါကိုလည်းပဲလေ့ကျင့်ပွားများခြင်းဖြင့်မိမိတို့ရဲ့မှန်ကန်တဲ့ထွက်ပေါက်တစ်ခုကိုရရှိနိုင်တာဖြစ်တယ်နောက်တစ်ခုကတော့ဝိပဿနာကျင့်စဉ်နဲ့ပတ်သက်လာတယ်ဘုန်းကြီးတို့တွေမှာအရာခတ်သိမ်းကိုကြည့်လိုက်တာနဲ့တပြိုင်နက်ကိုယ်ပဲဖြစ်စေကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုပဲဖြစ်စေနိစ္စထာဝရလို့ထင်နေကြရဲတယ်ဆိုတဲ့အတွေးကြီးတွေရှိနေကြဝိပဿနာတရားကိုကျင့်ကြံကြိုးကိုအားထုတ်လိုက်ပြီဆိုလို့ရှိရင်စက္ကန့်မလတ်ပြောင်းလဲနေတဲ့သဘောတရားတွေပြောင်းလဲပျက်စီးနေတဲ့အရာတွေကိုတွေ့မြင်လာပြီဆိုလို့ရှိရင်ခုနမြဲတယ်ဆိုတဲ့အတွေးတွေကိုလျှော့ချနိုင်သွားတယ်ပေါ့အဲ့ဒီမြဲတယ်ဆိုတဲ့ဟာကိုနိစ္စနမိတ်မြဲတယ်လို့ယူဆနိုင်တဲ့အရေးအယောင်ဟာတခုမှမရှိဘူးဝိပဿနာဉာဏ်ရင့်တန်လာတဲ့ဘလဝဝိပဿနာအားကောင်းတဲ့ဝိပဿနာတရားတစ်ခုဟာခုနတုန်းကမြဲတယ်လို့ထင်တဲ့အရေးအယောင်တွေကိုထင်မြင်ယူဆနေတဲ့စိတ်ရဲ့ထွက်ပေါက်တစ်ခုပဲဝိပဿနာတရားကိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်မြဲတယ်ဆိုတဲ့အရေးအယောင်တွေကိုဖယ်ရှားပြစ်နိုင်ပြီးတော့စင်ထာဝရမမြဲဘူးဆိုတဲ့အမှန်အကန်ကိုမြင်လာနိုင်ပါတယ်ဒါကအလွန်အဆင့်မြင့်တဲ့ထွက်ပေါက်တစ်ခုပါအဲ့ဒီထွက်ပေါက်ရထားပြီဆိုလို့ရှိရင်တောကဆိုတာနည်းသွားမယ်တွေ့တာမှုတွေဆိုတာလျှော့ချနိုင်လာမယ်ဒီလိုနောက်ဆုံးထွက်ပေါက်တစ်ခုကတော့ဘာလဲလို့ဆိုလို့ရှိရင်ငါဆိုတဲ့မာနပဲလောကမှာဒီမာနဆိုတာလေးကကျမ်းနေတာမာနဆိုတာကိုယ့်ရဲ့အည်အသွေးပေါ်မှာအခြေစိုက်ထားပြီးတော့ဖြစ်ပေါ်နေတဲ့သဘောတရားတစ်ခုကိုယ့်ရဲ့အည်အချင်းကိုအခြေစိုက်ပြီးတော့ဖြစ်ပေါ်ထားတာဒါကိုစာပေကအတ္တမိမာနလို့ပြောတယ်မာနဆိုတာဟာသူများတဲ့ตาတယ်လို့ပြောမှမာနမဟုတ်ဘူးကိုယ်စိတ်ထဲမှာကိုဟာကဆိုပါစို့လူတွေမှာဖြစ်တတ်တယ်လေဆိုပါစို့အဘိဓမ္မာတရားဟောလို့ရှင်ငါနားမလည်ပါဘူးကွာနားလိုက်နိုင်မှာမဟုတ်ပါဘူးတို့နဲ့မမှီပါဘူးလို့အဲ့ဒါလိုတွေးတာလဲမာနပဲနှိမ့်ချတဲ့မာနပဲခေဒါလေးကတော့ငါအတွက်လွယ်လွယ်လေးပဲလို့သွားတွေးလို့ရှင်လေဒါလည်းသူ့အရေးချင်းပေါ်တွေးတာဖြစ်တဲ့အတွက်ကြောင့်ဒါလည်းမာနပဲအဲ့ဒီလိုမာနမျိုးတွေဟာတရားဓုတရားမြတ်ရဖို့ရအတွက်ကြတော့အဟံတာတစ်ခုဖြစ်တယ်ပေါ့ဒါကြောင့်မို့အဲ့ဒီအဟံတာဆိုတဲ့ကိုယ့်ရဲ့အည်ချင်းပေါ်မှာအားကိုးပြီးတော့ဖြစ်ပေါ်နေတဲ့အထင်တွေကိုပျောက်သွားဖို့ရအတွက်ကတော့ခုနဝိပဿနာကျင့်စဉ်ကျင့်ပြီးနောက်ဆုံးယဟန္တာပုဂ္ဂိုလ်ဘဝရောက်သွားလို့အရတ္တမေအရတ္တဖို့ရသွားပြီဆိုလို့ရှိရင်တော့ခုနကပြောတဲ့ကိုယ့်ရဲ့အည်အသွေးပေါ်မှာအထင်ရောက်တဲ့မာနတရားဟာလုံးဝရှင်းသွားပါလိမ့်မယ်အဲ့ဒါကမာနတရားရဲ့ထွက်ပေါက်ပါဟောအဲ့ဒါလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကနိတရဏဓာတုတုတ်မှာစိတ်ရဲ့ထွက်ပေါက်များဆိုပြီးတော့ဟောထားတာရှိပါတယ်ဒီထွက်ပေါက်များသည်ဒါလည်းတကယ်စစ်မှန်တဲ့ထွက်ပေါက်များဖြစ်သည့်အတွက်ကြောင့်ထွက်ပေါက်များဖြစ်တယ်ဒုတရားများဟာလက်တွေ့လေးလာကျင့်သုံးနိုင်မယ်ဆိုရင်ဒီထွက်ပေါက်တွေဟာကိုယ်တိုင်သိရှိနိုင်တဲ့ထွက်ပေါက်မျိုးတွေဖြစ်တယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့စိတ်ရဲ့ထွက်ပေါက်များကိုလက်တွေ့ချအသုံးချပြီးတော့မိမိတို့ရဲ့စိတ်ထဲမှာအကျဉ်းကျတွေ့လာတဲ့ဒေါသဆိုတဲ့ emotion တွေနော်ဝိဟိတာဆိုတဲ့ emotion တွေအရတိမပြောင်းမွေ့နိုင်တဲ့ emotion တွေရာဂဆိုတဲ့တတ်မဲ့တဲ့ emotion တွေသင်္ခါရတရားတွေနဲ့ပတ်သက်ပြီးတော့မြဲတယ်ဆိုတဲ့အထင်နမိတ်တွေကိုထင်နေတဲ့အည်အသွေးပေါ်မှာအခြေပြုပြီးတော့ထားတဲ့မာနတွေအဲ့ဒီ emotion တရားတွေရဲ့ထွက်ပေါက်ကို
တကယ်လုံးဝလွတ်မြောက်နိုင်တဲ့ထွက်ပေါက်တွေဟာမေတ္တာတို့ကရုဏာတို့မုဒိတာတို့ဥပိ္ပခာတို့ဝိပဿနာနဲ့အရဟတမေဉာဏ်များတာဖြစ်တယ်လို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့တရားချက်ကသူတော်စင်ပြိဿတို့သည်အစစ်စစ်မိမိတို့တဏ္ဍာမှာလေ့ကျင့်ယူခြင်းဖြင့်အဆိုပါတရားတွေဟာလူတိုင်းနဲ့သက်ဆိုင်ပြီးတော့ရနိုင်တဲ့တရားတွေဖြစ်တဲ့အကြောင်းကိုယ်တိုင်သိရှိနားလည်ပြီးတော့မိမိတို့မှာထွက်ပေါက်ကိုမှန်ကန်တဲ့နိလန်းနဲ့ရအောင်ရှာခြင်းဖြင့်သာဝရငြိမ့်တဲ့အငြိမ့်တတ်ကိုကိုယ်စီကိုယ်ကမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းပါစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းပါစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံပဝါယံတုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပို့အပ်မေတ္တာတဟုရောင်ပြူပါဝင်းငွေလမင်းနှင့်ရောင်ခြင်းရှယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားအစဉ်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခအထိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဟောလန္တဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောက်လေတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း